အားလုံးမင်္ဂလာပါရှင်ဒီကနေ့ကတော့ပဇွန်လုံးချင်ဆက်ဟင်းလေးကိုချက်စားပြမှာဖြစ်ပါတယ်အရင်ဆုံးပဇွန်လုံးလေးတွေကိုရေဆေးပြီးတာနဲ့လက်ချောင်းထိပ်ကလေးတွေကိုညှက်ထားပေးပါမယ်ပြီးတော့ခန္ဓာကိုယ်ထဲကအညစ်ကြီးလေးတွေကိုလည်းဖယ်ထားပေးပါမယ်အရင်ဆုံးအနှစ်ကလေးတွေချက်ဖို့အတွက်ကြက်သွန်စီတက်ပေးပါမယ်နနွင်းမုံထက်အယောင်တင်မုံထက်ခရမ်းကျင်သီးလေးတွေကိုတောက်ဆင်ပြီးထက်မကြီးသီးလေးတွေကိုထောင်းပြီးထက်ဒီနေရာမှာစားလေးနဲ့ငယ်ထည့်ပြီးမှထောင်းပေးရပါတယ်ငပိထက်ငရုတ်သီးလေးတွေကိုတောက်ဆင်ပြီးထက်ရေလေးနဲ့ငယ်ထက်စားထက်အချိုမုံထက်ငံပြာရည်လေးထက်ဟွာကြောင်းမုံအနှဲငယ်ထက်မရုပ်ကောင်းမုံလေးထက်အားလုံးထည့်ပြီးပြီဆိုရင်တော့စီးထားတဲ့ပဇွန်လုံးလေးတွေကိုထည့်ပြီးချက်ပေးရမှာဖြစ်ပါတယ်10မိနစ်လောက်ချက်ပြီးသွားပြီဆိုရင်တော့အနက်လေးမွေးအောင်ပင်စိမ်းလေးအုပ်ပေးရမှာဖြစ်ပါတယ်အခုဆိုရင်တော့ချင်းဆက်မွေးလေးနဲ့စားလို့အရန်ကောင်းတဲ့ပဇွန်လုံးချင်ဆက်ကလေးရပါပြီရှင်